ရွှေဖနက်ကိုစိန်ခေါ်မဲ့တိုက်စစ်ဘီရင်များဒီတစ်ပတ်တောက်ကြနေမှာကစားမဲ့ပြင်သစ်နဲ့နော်ဝေတို့ရဲ့ပွဲစဉ်ဟာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ကီလီယန်အမ်ဘာပီနဲ့အာလင်းဟာလန်တို့ရဲ့ထိတဲ့တွေ့ဆုံမှုဖြစ်လို့ပရိသတ်တွေကြားမှာရင်ကုန်ဆစ်လို့ရှားစရာဖြစ်နေပါတယ်။လက်ရှိအုပ်စုပွဲစဉ်နှစ်ပွဲစီကစားပြီးချိန်မှာသူတို့နှစ်ဦးစလုံးက၄ဂိုးစီသွင်းယူထားကြပြီး၅ဂိုးနဲ့ထိပ်ဆုံးကပြေးနေတဲ့လီယိုနယ်မက်ဆီကိုအနောက်ကနေအနီးကပ်ဖိအားပေးနေကြပါတယ်။ဒီကစားမနှစ်ဦးစလုံးဟာသူတို့ရဲ့နိုင်ငံအသင်းတွေအတွက်မပါရင်မဖြစ်တဲ့အသက်သွေးကြောတွေပါပဲ။ဂိမ်းကနနေအရပြင်သစ်တင်းကအမ်ဘာပီပါဝင်တဲ့ပွဲစဉ်တွေမှာနိုင်ပွဲရနှုန်း69.8 ရာခိုင်နှုန်းထိရှိပြီးနော်ဝေတင်းကလည်းဟာလန်ပါဝင်တဲ့အခါနိုင်ပွဲရနှုန်း64.5 ရာခိုင်နှုန်းထိမြင့်တက်လာတာကိုတွေ့ရပါတယ်။ကစားဟန်ကိုရှင်းကြည့်မယ်ဆိုရင်တော့အမ်ဘာပီကပြန်ဘက်ကိုအလိန်ခေါက်ကြော်ဖြတ်တဲ့နေရာမှာအများကြီးပိုသာပေမဲ့အာလင်းဟာလန်ကတော့နိုင်ငံတကာပွဲ6ပွဲဇက်တိုက်မှာ16ဂိုးထိသွင်းယူထားနိုင်စွမ်းရှိတဲ့အဆုံးသက်သေးကြလုံးနဲ့တိုက်စစ်မှုအဖြစ်ရပ်တည်နေပါတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။ဒါပေမဲ့ဒီရွှေဖနက်လူပွဲမှာလုံးဝကိုလစ်လူရှူထားလို့မရတဲ့နောက်ထပ်ကျဲပွင့်တူလည်းရှိနေပါတယ်။သူကတော့ဘရာဇီးတိုက်စစ်မှု Vinicius Junior ပါပဲ။လက်ရှိပြိုင်ပွဲမှာသူလည်း၄ဂိုးသွင်းယူထားပြီးမကြသေးခင်က Scotland ကို3ဂိုးပြည့်တဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာ2ဂိုးသွင်းယူကအကောင်းဆုံးခြေစွမ်းပြသသွားပါတယ်။အသင်းမှာနေမှာပြန်လည်ပါဝင်လာခဲ့ပေမဲ့လည်းဘရာဇီးရဲ့တိုက်စစ်ကိုတကယ်တမ်းအဓိကဦးဆောင်နေသူက Vinicius Junior ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကမ္ဘာဖလားရဲ့ရွှေဖနက်ဆုရှင်ပြိုင်မှုဟာကြည့်ရတာတကယ်ကိုအကျိတ်နဲ့ရှိလာပါတယ်။အတွေ့အကြုံရင်အမ်ဘာပေဂိုးသွင်းဆက်ကြီးအာလင်းဟာလန်နဲ့အကောင်းဆုံးပုံစံကိုပြသနေတဲ့ Vinicius Junior ဒီ3ဦးတက်ကဘသူကများမက်ဆီကိုကြော်ဖြတ်ပြီးဂုဏ်သိက္ခာကြီးမားလာတဲ့ရွှေဖနက်ဆုကြီးကိုစုခုသွားမလဲဆိုတာကတော့ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်အားပေးရမယ့်စိတ်ဝင်စားစရာအကောင်းဆုံးစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတော့တယ်။